နေပြီးတော့ဇေယသိန်းကြေးရွာမှာဇေယသိန်းကြေးရွာရဲ့ဆိုင်းပုတ်ကလေးမရောက်ခင်ရန်ကုန်ကအလားဆိုင်းပုတ်ကလေးမရောက်ခင်မှာမတော်ပီကဝစ်စုံဟန်ဆောင်ပြီးတော့အောက်ကပေါင်းမီကအပြာအပေါ်ကအင်ဂျီကရဲတွေကိုထုတ်ပေးတဲ့အင်ဂျီအပြာလက်ရှိဝစ်ပြီးတော့သူတို့မတော်ပီကဟန်ဆောင်ပြီးတော့အဖွဲပြီးတော့လိုင်စင်တွေကိုဖမ်းတယ်လိုင်စင်တွေကိုယူတယ်ယူပြီးတော့ရှင်ဘာလောက်တာလဲလို့မေးတော့ဒီမှာအကောင်ပြက်စုံပါတယ်ဘာလောက်တာလဲဆိုတော့အရှင်းမာတဲ့မီဒီယာပေါ်ပါလို့ဆိုပြီးတော့ဖမ်းပြီးတော့တောင်းစားနေတယ်ကျမတို့ကလည်းမတော်ပီကပဲလို့ထင်ခဲ့တာဟုတ်တယ်လို့အောင်းမဲ့တာအဲ့ဒါနဲ့ဒီဘက်ကိုမောင်းလာတယ်ဘိန်းလေးနှစ်ဘိန်းလောက်ပဲလက်ရုံမရှိသေးတယ်မတော်ပီကတွေးတယ်မဟုတ်ဘူးလေကျမတို့ဟိုမှာမတော်ပီကကိုပေးခဲ့ပြီလေဆိုအဲ့ဒါမတော်ပီကမဟုတ်ပါဘူးတဲ့စစ်သားတွေပါတဲ့ကျွန်တော်တို့အယောင်ဆောက်ပြီးတောင်းနေတာပါတဲ့အဲ့ဒီမတော်ပီကပြောလိုက်တယ်အဲ့တော့စဉ်းစားကြည့်ပါမြန်မာနိုင်ငံမှာစစ်သားလုပ်နေတဲ့စစ်သားများအရာရှိငန်းများအခြားစင်များမြန်မာနိုင်ငံမှာစစ်သားလုပ်တာဟာပတ်စံတောင်းစားဖို့လုပ်တာလားဒီသူတွေရှိမှာကာသမားတွေရှိမှာပတ်စံတောင်းစားဖို့စစ်ထဲဝင်ကြတာလားလို့သိချင်ပါတယ်မေးချင်ပါတယ်ဝင်နေရှိကျမလည်းဝင်နေလောက်ခါရှက်ဖို့ကောင်းတယ်ဝင်နေရှိရှက်ဖို့ကောင်းတယ်အဲ့လိုဆိုရင်ပတ်စံတောင်းစားခြင်းနဲ့ဆိုရင်လက်ကိုင်းပြီးစစ်သားမလုပ်ပါနဲ့ရှစ်ဖို့ကောင်းတယ်ခွတ်ဆွဲပြီးတောင်းစားပါပေါ်တင်တောင်းစားပါလူရဲ့တိတ်ခါတရားအကျင့်တိတ်ခါတရားပိသစွာနဲ့ကျင့်သုံးပြီးတော့ခွတ်ဆွဲပြီးတောင်းစားပါအဲ့လိုမျိုးအယောင်ဆောင်ပြီးတောင်းစားပါနဲ့ရှစ်ဖို့ကောင်းတယ်နော်ကိုမိမကိုမိဘကိုညီကောင်မကိုအဲ့လိုအယောင်ဆောင်ပြီးတောင်းစားတာဘယ်လောက်ရှစ်ဖို့ကောင်းလဲနောက်ဘဝကပြောတယ်အခုဘဝမှာတော့ရှင်လို့ရတဲ့ဝင်းဟာသုံးချိုးတစ်ချိုးတော့မရှင်လို့စားခဲ့ရတာသုံးချိုးတစ်ချိုးပဲစားခဲ့ရတာနော်နှစ်ချိုးကရှင်လို့ပြန်ပေးခဲ့ရတာကြီးပဲရှင်မိဘတို့ခရောက်မရောက်ရှင်ညီကောင်မရောက်ရှင်ညီကောင်မရောက်ကျင့်မိဘရောက်တခုခုအကြောင်းနဲ့ပြန်ပေးဆက်ခဲ့ရတယ်ဆိုတော့ရှင်တို့သိဖို့ကောင်းတယ်ကျမလည်းဝင်နေတော့ဖြစ်ခဲ့ဘူးလေဒါကြောင့်သိနေတယ်ကျမဝင်နေဘဝမှာလဲကိုနဲ့ပတ်သက်ကြောင်းပဲယူမယ်စားရင်စားမယ်ကြောင်းမယ်အဲ့လိုလိမ်မစားဘူးညာမစားဘူးနော်အစိုးရဝန်တန်းလုပ်တာပြည်သူကိုတနက်ကြီးရဲ့ကင်ပြီးတော့ပြည်သူကိုကာကွယ်ဖို့လုပ်တာဟာမဟုတ်ဖဲနဲ့လက်နဲ့ကင်ပြီးတော့လမ်းဘေးတွေမှာပတ်စံတောင်းတဲ့အပြင်အယောင်ဆောင်ပြီးတော့ပါမီးခွက်အပေါ်ပါလို့ဆိုပြီးတော့မတော်ရင်းနေမှာရေစစ်တလို့နဲ့တောင်းစားတာမရှက်ဘူးလားလို့ဟမ်မရှက်ဘူးလားလူတွေရောဟုတ်ရဲ့လား